Hello မင်္ဂလာပါဒီဘက်ထက်မှာရန်ကို trust ဖြစ်သွားတဲ့သတင်းလေးကတော့ကျွန်တော်တို့ယူကရိန်းသမ္မတဇီလန်စကီနဲ့အမေရိကန်သမ္မတထရန့်တို့ရဲ့ဒီဆွေးနွေးပွဲလေးပေါ့နော်ရုရှားနဲ့စစ်ပွဲကိုငြိမ်းချမ်းရေးအတွက်ပေါ့သူတို့ကယူကရိန်းသမ္မတနဲ့ထရန့်တို့ဆွေးနွေးပွဲလေးအရန်ကိုဒီဘက်မှာတော့ကျွန်တော်တို့ရဲ့ trust ဖြစ်သွားတယ်ဒီငြိမ်းချမ်းရေးကိုအကြောင်းပြုပြီးတော့မြေစာသတ္တုကိုဝယ်ဖို့စာချုပ်တဲ့ဆွေးနွေးပွဲလေးတစ်ခုပေါ့နော်အောင်မြင်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီတော့ဒီမြေစာသတ္တုဆိုတာဘာလဲမြေစာသတ္တုကဘယ်လောက်အရေးကြီးလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်လေ့လာကြည့်ရအောင်မြေရှားသတ္တုဆိုတော့နာမည်အရဒီမြေဟာရှားပါတဲ့မြေအမျိုးအစားတော့မဟုတ်ပါဘူးအင်္ဂလိပ်စကားအရဆိုရင် rare earth လို့တိုက်ရိုက်ပြန်ဆိုထားတဲ့အဓိပ္ပာယ်ရှိပါတယ်ကမ္ဘာမြေကြီးတော်ရဲ့အပေါ်ယံမှာနေရာတော်တော်များများမှာဒီမြေရှားသတ္တုတွေရှိပါတယ်ဒါပေမဲ့အခြား drug တွေနဲ့ရောနှောနေတဲ့အတွက်အဲ့ဒါကိုခွဲစိတ်ပြီးတော့တန့်စင်မယ်ဆိုရင်ကုန်ကြမဲ့ဈေးကအလွန်ပဲများပြားလှပါတယ်မြေစီတော်ထဲမှာလဲသူဟာ outside တစ်မျိုးအနေနဲ့မြေစီတော်အတွင်းပိုင်းမှာခိုးအောင်နေတတ်တဲ့သတ္တုမျိုးစားမြေကြီးမျိုးစားဖြစ်ပါတယ်သူဟာ dressing 18မျိုးကိုပေါင်းစပ်ပြီးတော့နာမည်ခေါ်ဝေါ်ထားတဲ့နာမည်ပဲလဲဖြစ်ပါတယ်မြေရှားသတ္တုဟာတခြားရွှေတွေငွေတွေလိုမျိုးခဲတို့ဘော်တို့ကြီးတို့လိုမျိုးတီးတန့်ရက်တည်နေတာမျိုးအစုအဝေးနဲ့များများအစားစုဝေးပြီးရှိတာမျိုးတော့မဟုတ်ပါဘူးသူဟာအခြား dressing တွေနဲ့အခြားပစ္စည်းတွေနဲ့ dressing တွေနဲ့ရောနှောပြီးရှိနေတဲ့အရာမျိုးပဲဖြစ်ပါတယ်ရေရှားသတ္တုဟာအခုခေတ်အခါမှာအရန်လိုပဲဝယ်လိုအားအရန်ကောင်းကြပါတယ်ဈေးကလည်းတရိပ်ရိပ်နဲ့တက်နေပါတယ်မြေရှားလို့ခေါ်တဲ့ဒီမြေရှားသတ္တုဟာ drug ကိုပစ္စည်းတွေနဲ့တန်လိုက်အပြင်းနဲ့တန်လိုက်ဒီပစ္စည်းတွေမှာအသုံးပြုကြတာများပါတယ်မြေရှားကိုဘယ်နေရာမှာသုံးကြလဲဆိုတော့အခုခေတ်ကာလမှာဆိုရင်လျှက်စစ်မော်တာတွေ EV ကားတွေနဲ့လေဆာပစ္စည်းတွေ hard drive တွေပြီးတော့ microphone တို့ speaker တို့အဲ့ဒီပစ္စည်းတွေအပြင်လေအားလျှက်စစ်ပန်ကာကြီးတွေမှာလည်းသုံးကြပါတယ်ပြီးတော့ခင်မိတဲ့သိပ္ပံပညာရဲ့အမြင့်ဆုံးဒီပညာတွေဖြစ်တဲ့ဂျိုရုတို့ဒုံးပြန်တို့နဲ့စစ်လက်နဲ့ခင်မိစစ်လက်နဲ့တွေမှာဒီမြေရှားသတ္တုကိုအသုံးပြုကြတာပဲဖြစ်ပါတယ်မြေရှားသတ္တုမှာပါတဲ့နီကယ်သတ္တုဟာဆိုရင်ဘက်ထရီထုတ်လုပ်တဲ့နေရာမှာအလွန်အရေးကြီးပြီးအသုံးနဲ့အလွန်ဝင်ပါတယ်အခုကျွန်တော်တို့ကြည့်နေကြတဲ့ TV တွေမှာ LCD TV တို့ Plasma TV တို့မှာဒီမြေရှားသတ္တုကထွက်တဲ့ပစ္စည်းတွေကိုထည့်သုံးထားတဲ့အတွက်ကြောင့် TV ရုပ်ပုံရိပ်တွေဟာအလွန်လှပပြီးတော့ကြည်လင်နေတာပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်တို့လက်တွေမှာကင်ဆောင်နေကြတဲ့ smartphone ဒီ smartphone တွေမှာလည်းဒီမြေရှားသတ္တုကိုအသုံးပြုထားတာပဲဖြစ်ပါတယ်အကယ်လို့သာဒီမြေရှားသတ္တုကမရှိဘူးမပါဘူးဆိုရင်ကျွန်တော်တို့ keypad ဖုန်းနဲ့ပဲပြီးဆုံးခဲ့ရမှာဖြစ်ပါတယ်အဲ့ဒီလိုရှားပါတဲ့မြေရှားသတ္တုဟာဘာကြောင့်ဈေးတွေဒီလောက်ကြီးနေရလဲဆိုတာကဘာကလိုချင်နေကြတယ်ဆိုတာအားလုံးလည်းသိပြီးဖြစ်ပါတယ်အဲ့လိုအသုံးဝင်တဲ့မြေရှားသတ္တုဟာလည်းတန်ဖိုးအလွန်ကြီးပါတယ်1ကီလိုကိုရခိုင်ဈေးနဲ့တော့မှအမေရိကန်ဒေါ်လာ200လောက်ရှိပါတယ်1ကီလိုဆိုတာဟာ63ကျပ်သားပေါ့နော်မြန်မာငွေနဲ့ဆိုမြန်မာအလေးချိန်နဲ့တွက်မယ်ဆို63ကျပ်သားလောက်ရှိပါတယ်အဲ့တော့1ကီလိုကိုအမေရိကန်ဒေါ်လာ200ဆိုတာနည်းတဲ့ငွေပမာဏမဟုတ်ပါဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီမြေရှားသတ္တုတွေထွက်ရှိပါတယ်ကချင်ပြည်နယ်ပန်ဝါဒေသမှာအများအပြားထွက်ရှိပါတယ်ကမ္ဘာပေါ်မှာတတိယအများဆုံးထွက်ရှိတယ်လို့တော့ပြောရမလို့ဖြစ်နေပါတယ်အဲ့ဒီထွက်ရှိတဲ့မြေရှားသတ္တုအများစုကိုတရုတ်ပြည်ကိုကျွန်တော်တို့တင်ပို့ရောင်းချကြပါတယ်ဒါပေမဲ့တရားဝင်ထုတ်လုပ်ရောင်းချခြင်းမျိုးတော့မဟုတ်ဘဲနဲ့မှောင်ခိုဈေးကွက်ကနေပြီးတော့ဟိုးခွက်ရောင်းချခြင်းမျိုးဖြစ်တဲ့အတွက်ကြောင့်ကမ္ဘာမှာလူသိနေခဲ့ပါတယ်တရုတ်နိုင်ငံကတော့ကျွန်တော်တို့ရှီရတဲ့မြေရှားသတ္တုတွေကိုယူပြီးကမ္ဘာကိုဖြန့်ချီရောင်းချတဲ့အခါမှာအများဆုံးရောင်းတဲ့နိုင်ငံတွေထဲမှာတရုတ်နိုင်ငံလည်းပါဝင်သွားပါတယ်အဲ့ဒီရောင်းချတဲ့ပစ္စည်းတွေထဲမှာရောင်းချတဲ့မြေရှားသတ္တုတွေထဲမှာကျွန်တော်တို့မြန်မာနိုင်ငံက85%လောက်တော့မြေရှားသတ္တုတွေကိုအဓိကထားရောင်းချတာပဲဖြစ်ပါတယ်တရုတ်နိုင်ငံဟာရောင်းချတဲ့မြေရှားသတ္တုရောင်းချတဲ့ငွေပမာဏဟာဆိုရင်ဒေါ်လာ3ဘီလီယံလောက်ရရှိတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်တရုတ်နိုင်ငံကတော့သူတို့နိုင်ငံမှာမြေရှားသတ္တုတူးဖော်ခြင်းကိစ္စတွေကိုတင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားပါတယ်ဘာလို့ဒီလောက်ဈေးကြီးတဲ့မြေရှားသတ္တုတွေဒီလောက်ဖိုးတန်တဲ့မြေရှားသတ္တုတွေကိုဘာဖြစ်လို့တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားလဲဆိုတော့
ရေရှားတတ်ထုထုတ်လုပ်တဲ့အခါမှာတဘာဝပတ်ဝန်းကျင်များစွာထိခိုက်လို့ပဲဖြစ်ပါတယ်ရေရှားတတ်ထုမှာသုံးတဲ့ဓာတုပစ္စည်းတွေဟာမြေကြီးတွေကိုစိတ်ဝင်သွားပြီးတော့ရေတွေတစ်ပင်တွေနဲ့တော်ရိုင်းတရိษံတွေကိုတေကြီးပြတ်သုံးစီလို့ပဲဖြစ်ပါတယ်ပြီးတော့လေရေရှားတတ်ထုတူးတဲ့အခါမှာကျင်းတွေတူးကြပါတယ်အဲ့ဒီကျင်းတွေတူးပြီးသွားရင်အဲ့ကျင်းတွေကိုဒီတိုင်းထားခဲ့တဲ့အခါတောင်ပြိုမှုတွေမြေပြိုမှုတွေလည်းဖြစ်ပေါ်တတ်ပါတယ်မြန်မာနိုင်ငံမှာမြေရှားတတ်ထုတူးဖော်တဲ့အတွက်ကြောင့်တစ်တောတွေပြုံးတီးပြီးတော့အဲ့ဒီဒေသကတစ်ပင်တွေတစ်တောတွေ6သွေးကုန်ကြပါတယ်လို့ဆိုထားပါတယ်ပြီးတော့အဲ့ဒီဒေသမှာရှိတဲ့ဒေသခံတွေနဲ့မိုင်းလုံသားတွေဟာအရေးပြားယောဂလည်းခံစားနေရပြီးတော့တချို့ဆိုရင်ကျန်းမာရေးထိခိုက်ပြီးသိဆုံးခဲ့ရတယ်လို့ Global Witness အစီရင်ခံစာမှာဖော်ပြထားပါတယ်မြေရှားတတ်ထုဟာ2မျိုးရှိပါတယ်အဲ့ဒါကတော့အပေါ်သားမြေရှားတတ်ထုနဲ့အလေးစားမြေရှားတတ်ထုဆိုပြီး2မျိုးရှိပါတယ်မြန်မာနိုင်ငံကထွက်တဲ့မြေရှားတတ်ထုကတော့အဖို့တန်နဲ့အလေးစားမြေရှားတတ်ထုပဲဖြစ်ပါတယ်အဲ့ဒီမြေရှားတတ်ထုဟာမြန်မာနိုင်ငံကထွက်ရှိပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကထွက်ရှိတဲ့မြေရှားတတ်ထုဟာတတ်ထုရိုင်းအဆင့်ပဲထွက်ရှိတာဖြစ်ပါတယ်ပြီးတော့မြေရှားတတ်ထုကိုထုတ်လုပ်တဲ့နေရာမှာကျင်းတွေတူးပြီးတော့ဒီမြေရှားတတ်ထုတွေကိုဒီကျင်းတွေထဲမှာထည့်ပြီးတော့ရင် acid တွေနဲ့ acid ပြင်းတွေနဲ့လောင်းထည့်ပြီးတော့ဒါကိုစိန်ထားရပါတယ်ပြီးတော့ရင်နောက်တစ်ခါကိုပြောင်းတစ်ခါထပ်စိန်အဲ့လိုလုပ်ပြီးတော့အဲ့ဒါတွေကတဖြည်းဖြည်းနဲ့အငွေ့ပြန်ခြောက်သွားတဲ့အခါမှာထင်းတွေနဲ့ဘီးတွေနဲ့အပူပေးပြီးတော့ခြောက်သွေ့သွားအောင်ပြုလုပ်ရပါတယ်အဲ့ဒီအခါမှာအဲ့ဒီမြေရှားတတ်ထုရထွက်ရှိတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီဗီဒီယိုကတော့ရက်ကိုတိတိထိုက်တဲ့ဒီမြေရှားတတ်ထုအကြောင်းပြောသွားတာပေါ့နော်တကယ်လည်းဒီမြေရှားတတ်ထုကရန်ကိုဖို့တန်တယ်နော်ကျွန်တော်တို့IT ခက်မှာဆိုရင်အကုန်လုံးနှိပါအသုံးဝင်တယ် TV ဖုန်းကျွန်တော်တို့လျှက်စစ်ပစ္စည်းတွေနော်မော်တာတွေအကုန်လုံးနှိပါပဲဗျာကျွန်တော်တို့ကြည့်နေတဲ့ TV တွေအစပေါ့နော်ကျွန်တော်တို့အခုဆိုရင် EV ကားတွေပေါ့နော်ကိုလည်းတီးစိတ်ကြည့်ချင်ရင်တော့ကျွန်တော်တို့ Google တို့ AI တို့မှာကျွန်တော်တို့သွားကြည့်လို့ရတယ်ရှာပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်နော်ဒီမြေရှားတတ်ထုအကြောင်းဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကကြိုးစိုးရတယ်ဆိုရင် channel လေးကိုလည်း like subscribe ပေးဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်